ချော်လဲတော့မလားဆိုပြီးတော့ရင်တထိတ်ထိတ်နဲ့ကြည်နေနေပေါ့နော်ဒီမောက်လိုက်ပို့တဲ့နေ့ပါမောက်လိုက်ပို့တဲ့နေ့မှာလည်းအရန်ကိုလူများပါတယ်ဒါနေ့လေပိုင်းပေါ့နော်မနက်ပိုင်းမှာလည်းလူအရန်များလို့ဆိုနေ့လေပိုင်းမှာနည်းနည်းစောစောထွက်လိုက်တာပေါ့ကွယ်စောစောထွက်ပင်မဲ့လည်းလူအရန်များတယ်အဲ့နဲ့သူ့ကိုအရင်ဂိတ်ကနေဝင်ခိုင်းလိုက်တယ်ပေါ့နော်ကိုရီးယားကျတော့ဒီဂိတ်ကနေဝင်လို့မရတဲ့ခါကျတော့ဟိုဘက်မှာသွားပြီးတော့မှဆရာကသွားပြီးတော့တန်းစီရတယ်ပေါ့နော်ဒီမှာဆရာကသွားတန်းစီတယ်ကက်ကိုသွားတန်းစီပြီးတော့ဒီဘက်မှာ2ယောက်သားအထဲကိုအခုမှဝင်လာရပါတယ်ရှင်အပြီးအမကိုအနောက်မှာစောင့်ခိုင်းထားတာပေါ့နော်ပြီးတော့သူဒီ TV ကနေပြီးတော့မှသူလင်းချက်ကင်ဝင်ရမယ့်နေရာပဲနေရာလဲဆိုတော့ရှင်းပြရင်းနဲ့တေချာလေးရှင်းပြပြီးတော့မှခေါ်သွားပြရဒါကတော့အရောက်စီတိုင်းကိုရှင်းပြတာပါဝင်ဒီခုကလေးတွေအကုန်လုံးမသိနားမလဲမှာဆိုလို့အကုန်လုံးတေချာလေးရှင်းပြပြီးမှတေချာလေးခေါ်သွားပြရတယ်ချက်ကင်နားထိတေချာလေးခေါ်သွားပြရပါတော့အမှတန်းစီတာကွယ်ကိုရီအစိုးရရောက်တယ်နော်အစိုးရရောက်ပေမဲ့လည်းအကြာကြီးပဲတန်းစီရတာဒီမှာဆရာကတော့သူ့တကယ်ချင်းနဲ့လာဆုံနေရပေါ့နော်ကိုရီကတော့ဒီဘက်မှာကိုရီကနေကိုရီတီးတန်တန်းစီနေရတာပေါ့စောစောရောက်တာတော့မှ तू ကတော်တော်ဝေးဝေးကိုရောက်နေပြီတန်းစီရတာသူတွေကကြိုရောက်နေကြတာပေါ့နော်အဲဆိုတော့နောက်လာမဲ့သူတွေလင်းတက်မဲ့သူတွေရှင်းနေစောစောသာလာကြပါအခုတလောမှာလင်းကွင်းမှာအရန်ကိုလူများတယ်တီသွားတဲ့သူတွေထက်လိုက်ပို့တဲ့သူတွေကအရန်များတော့အမှတချို့ဆိုရင်ဖျားမှာထိုင်နေတယ်လို့မျိုးကိုထိုင်နေကြတာမှာအုပ်စုလိုက်နဲ့ထိုင်ကလေးလေးတွေကလည်းနိုးဆိုးမုတ်စားနဲ့တကယ်ကိုလေအဖိုးဖွားတွေလည်းလိုက်ပို့ကြတယ်ပေါ့နော်ကိုရဲ့တူမဆွေမျိုးသားချင်းတွေသွားတယ်ဆိုတော့တကယ်ကိုလိုက်ပို့တဲ့သူတွေကတော့အရန်အများကြီးဖြစ်နေတယ်အဲ့ဒါအောင်မှဖြစ်ချင်တော့ဒီအမကသူ့မှာဟိုပေါ့နော်အနောက်ကနေပြန်တန်းစီရတဲ့အခြေအနေလေးတစ်ခုဖြစ်ခဲ့ရတယ်သူဒီမှာပြန်သွားတန်းစီရတယ်ပေါ့နော်အဲ့လိုတန်းစီပြီးတော့အဆင်ပြေပြေစောမွေးနဲ့ရောက်သွားပါတယ်ရှင်အဲကြောင့်ဒီချက်ထက်စီကိုလာမဲ့သူတွေကဘာမှကြောက်စရာမလိုဘူးပေါ့နော်ဘာမှကြောက်စရာမလိုဘူးအားလုံးဆက်ဆက်ရအဆင်ပြေအောင်လို့ကိုတေချာလေးဆောင်ရွက်ပေးပါတယ်အထဲထဲထီကိုတေချာရအပေါ်ထက်ရအောင်လဲတေချာလေးကိုမှဂယူဒီဇိုင်းနဲ့ကိုလုပ်ပေးရပေါ့နော်ပြီးရင်အပေါ်ရောက်သွားပြီဆိုရင်လည်းချဲဒီတိုင်းပြင်မထားဘူးအပေါ်မတက်ခင်ကလည်းလိုအပ်တဲ့စာရွက်စာတမ်းတွေကိုယ်တိုင်ဖြည့်ပေးတယ်ပေါ့နော်အဲ့လိုနဲ့ဒီမကိုလည်းပို့ပေးခဲ့ပါတယ်ဒီမချစ်စရာတာအကောင့်နဲ့လေကားတက်လေကားကိုသူမစီးရဲဘူးအဲ့ဒါကိုစတက်ခရဲကနေစလက်လေကားပေါ်သူစပြီးတော့တက်သွားကြတဲ့ကနေပြစ်ကြတော့မှလားချော်လဲတော့မှလားဆိုပြီးမှရင်တထိတ်လေးနဲ့သူ့ကိုကြည့်နေရတာကြည့်အဲ့တော့ပြီးတော့သူလက်အလဲကောင်ရောက်တော့လက်ကလေးလှမ်းပြသေးတယ်လက်လှမ်းပြတဲ့ချိန်မှာလဲကြောက်ပြီးတော့လေသူပြုတ်ကြမှာကြောက်လို့အနောက်ကိုမှီထားပြီးတော့တန်းလန့်လေးအနောက်ကိုမှီထားရင်းနဲ့လက်လှမ်းပြတယ်သီလားအပေါ်ရောက်